ဘယ်လန်းကျော်ဘယ်ကားပဲမောင်းမောင်းညီလေးတစ်ဖိတ်ရင်ကျော်ကဒရိုင်ဘာမှာလဲမိသားစုရှိတယ်ဆိုတာကိုသိထားပေးပါခေါင်းလဲမတင်နဲ့ဖင်လဲမချန်နဲ့ဒီပါလေးရှော့ဘရိတ်လေးနေလိုအပ်လာရင်ဂီယာလေးတောင်းပေးလိုက်ရတာကို့အတွက်မပင်မပါဘူးညီလေးရနော်